အားလုံးပဲမင်္ဂလာပါကျွန်တော်ပြန်လာပါပြီဒါပေမဲ့ခဏပြန်လာတာကျွန်တော်ဟာအခုအချိန်လေးနည်းနည်းရတယ်ပေါ့နော်အချိန်လေးနည်းနည်းရတဲ့အတွက်ကျွန်တော်လုပ်ပြီးချင်တာလေးကိုဒီအချိန်လေးနဲ့မှီတဲ့ဗီဒီယိုလေးတစ်ခုကိုကျွန်တော်လုပ်ပေးလိုက်မယ်ပေါ့နော်ကျွန်တော်နည်းနည်းတီးခန့်ပေးပါကျွန်တော်ဒီရက်ပိုင်းအလုပ်လေးနည်းနည်းများနေလို့ပါဆိုတော့ကျွန်တော်စကားကြီးရှိမပြောတော့ဘူးကျွန်တော်ဒီမှာကိုဇော်မျိုးရဲ့မေးထားတဲ့ဟာလေးပေါ့နော်ကျွန်တော်နောက်ခံ video music လေးတွေကိုဘယ်လို down လဲဆိုတာကိုကျွန်တော်ဒီညပြပေးမယ်ပေါ့နော်ကျန်တဲ့သူတွေမေးထားတဲ့ဟာတွေလည်းတွေ့ပါတယ်အဲ့ဟာတွေကိုကြတော့နည်းနည်းလောက်ပြီးရမှာတွေကအချိန်များတဲ့အတွက်ကျွန်တော်ဒီညရတဲ့အချိန်နဲ့မလောက်လို့ပါနောက်နေ့ကျရင်ကျွန်တော်ရတာနဲ့ရတယ်လို့လုပ်ပေးပါမယ်ပေါ့နော်ဆိုတော့ကျွန်တော်စလိုက်အောင် okay music video music background music တွေကိုဘယ်လို down မလဲဆိုတာ background music တွေမဟုတ်ဘူးအဲ့ထဲမှာဆိုလို့ရှိရင် GIF file တွေရောပါတယ်ပေါ့နော်အများကြီး down လို့ရတဲ့နေရာတနေရာတွေကနေပြီးတော့ပေါ့နော်စလိုက်မယ်ဒီမှာပါပြထားတယ် pixabay ဆိုတဲ့pixabay.com ဆိုတာလေးပေါ့နော် pixabay.com ပေါ့ pixabay ပေါ့နော် pixabay.com ဆိုတာလေးတော့ဝင်လိုက်လို့ရှိရင်ဒီလိုမျိုးလေးပေါ်လာမယ်ပေါ်လာလို့ရှိရင်ကျွန်တော်တို့ login ဝင်စရာမလိုဘူး register လုပ်စရာမလိုဘူးဒီတိုင်း free down လို့ရတယ်ပေါ့နော်အဲ့မှာသူ့ထဲမှာဘာတွေ down လို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ photo တွေ down လို့ရတယ်ပြီးတော့ illustration တွေ down လို့ရတယ် filter တွေ down လို့ရတယ်ပြီးတော့ video တွေ down လို့ရတယ် music တွေ sound effect တွေနောက်ပြီးတော့ GIF file တွေပေါ့နော်ဒါတွေအကုန်လုံးကျွန်တော်တို့ down လို့ရတယ်ဆိုတော့ကျွန်တော်ဒီကနေပြီးတော့ search bar ကနေကျွန်တော်တို့လိုချင်တဲ့ဟာကိုရိုက်ရှာလို့ရတယ်ရိုက်ရှာတဲ့ညမှာဒီဘက်မှာသူက category လေးရှိတယ်ကျွန်တော်တို့က music ကိုရှာမှာဆိုလို့ရှိရင် music ကိုရွေးပေးရမယ်အခု image အနေနဲ့ default ပေါ်နေရပေါ့နော်ဆိုတော့ကျွန်တော်တို့က image ကိုရှာမှာမဟုတ်ဘူးmusic ကိုရှာမှာဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ music ကိုရွေးလိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော် music ထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီညဥပမာပြပေးမှာကhorror လေးနဲ့ပတ်သက်တာလေးပြပေးမယ်ပေါ့နော် horror horror music background လေး horror background လို့ရိုက်လိုက်လေရတယ်ပေါ့နော် okay အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီမှာဒီမှာနားထောင်ကြည့်မယ်ဒီကောင်တိတ်ပြီးတော့ကြောက်စရာမကောင်းနော်ဒီကောင်မျိုးလေးကိုကျွန်တော်တို့narrator နဲ့ကျွန်တော်တို့ horror ဇာတ်လမ်းတွေကိုပြန်ပြီးတော့ပြောတဲ့သူမျိုးတွေရှိရပေါ့နော်အဲ့လိုလူမျိုးတွေရဲ့အဲ့လို video တွေရဲ့အနောက်မှာနောက်ခံအတန်အနေနဲ့ထည့်မယ်ဆိုလဲထည့်လို့ရတယ်ပေါ့နော်ဒီလိုဟာမျိုးတွေကိုကျွန်တော်တို့ဒီနေရာကနေ down လို့ရပါတယ်ဆိုတော့ကျွန်တော်တို့ဒီဟာလေးကို down လိုက်မယ်ပေါ့နော်okay down လိုက်တာနဲ့ဒီမှာဒီထဲရောက်လာပြီပေါ့နော်ကျွန်တော် down ပြီးသွားပြီဆိုပြီးပြီဆိုပြီးတော့ကျွန်တော်ဒါရုပ်ပိတ်ပြီးထွက်သွားလို့တော့မရဘူးကျွန်တော်ဒီမှာရှိတဲ့ဟာလေးရှိတယ်သူကဘာလုပ်ခိုင်းတာလဲဆိုတော့ donate ပေးခိုင်းတာပေါ့နော်သူ့ကိုပေးခြင်းလည်းရတယ်မပေးခြင်းလည်းရတယ် donate ဆိုတာပေါ့နော်ဆိုတော့မပေးခြင်းတော့ကျွန်တော်ဒီဟာလေးတွေကိုကျွန်တော်တို့ရဲ့ music video ကျွန်တော်တို့ video တင်မဲ့ video ရဲ့ description ထဲမှာသူ့ music ပိုင်းဆိုပြီးတော့ကျွန်တော်ဒါလေးကို credit ပေးထားလို့ရတယ်ပေါ့နော် sorry credit ပေးလိုက်လို့ရတယ်ဆိုတော့ကျွန်တော်ဒီကောင်လေးကို copy ကူးလိုက်မယ်ပေါ့ကျွန်တော်တို့ copy ကူးပြီးတော့ဒီကောင်လေးကို notepad ထဲမှာခဏမှတ်ထားမယ် okay notepad ထဲမှာဒီကောင်လေးကိုခဏမှတ်ထားမယ်အဲ့မှာကျွန်တော်တခုပြောစရာရှိတာကဒီကောင်ကိုဒီ copy နဲ့ကျွန်တော်ကူးလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီကောင်က notepad ထဲမှာဘယ်လိုလာပေါ်မလဲဆိုလို့ရှိရင်ကျွန်တော်ပြမယ်နော်ဒီလို href နဲ့ပေါ်လာလိမ့်မယ်အဲ့ဒီကောင်ကဘာလဲဆိုတော့ဒီမှာ http ဆိုပြီးတော့ pixabay.com ဆိုပြီးတော့ဒီလိုမျိုးပေါ်လာမှာနော်ဒါကရှိရ link ကြီးပေါ့နော်အဲ့ link ကိုကျွန်တော်တို့အောက်ထဲမှာပြန်ထည့်ပေးထားလို့လည်းရတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီထဲကဟာကိုယူကျင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီကနေပြီးတော့
ဒီကိုကူးလို့ရတယ်အဲ့ဒီကို copy ကူးပြီးတော့ဒီအရှိရဒီ HREF တွေ A tab တွေကအစားကျွန်တော်ဖြုတ်ပလိုက်ပေါ့နော်ဘာလို့ဆိုတော့အဲ့ကောင်တွေကကျွန်တော် website တွေ blog တွေထဲမှာသွားထည့်ပြီးတော့ကျွန်တော် header ရဲ့အောက်မှာပဲဖြစ်ဖြစ်ပေါ့နော်ဒါမှမဟုတ် body ထဲမှာ header ရဲ့ body ထဲမှာသွားထည့်တာပေါ့နော် A tab ဆိုတာတော့ဒါ body ထဲမှာသွားထည့်တာမျိုးတွေဒါတွေကတော့ကျွန်တော်တို့နားလည်တဲ့သူတွေတည်မယ် programming ကိုနားလည်တဲ့သူတွေဆိုတော့တည်မယ်ပေါ့နော်ဒီကောင်တွေကကျွန်တော်တို့ YouTube မှာတော့မလိုဘူးဆိုတော့ဒီကောင်တွေထည့်ကြမလို့ပေါ့နော်တကယ်တော့ဒီ link ကိုမထည့်ခြင်းလေးရတယ်ဒီခုနကကျွန်တော်ပြခဲ့တဲ့ဒီအပေါ်ကဟာလေးကိုပဲ copy ကူးလိုက်နော်ဒီကောင်လေးကိုပဲဒီတိုင်းလေးဆွဲပြီး copy ကူးလိုက် copy ကူးပြီးတော့ကျွန်တော် note ထဲမှာဒီတိုင်းလေးမှတ်ထားလိုက်ပေါ့နော်အဲ့ဒီကောင်လေးကိုထည့်ပြီးလဲအဆင်ပြေတယ်ဒီကောင်ထည့်ပြီးရင်ပိုတော့ကောင်းတယ်နော်ဒီကောင်လေးကိုပါထည့်ပြီးနိုင်ရင်ပိုကောင်းတယ်အဲ့တော့ဒီကောင်တက်ခွဲထုတ်လိုက်โอเคရပြီနော်ဆိုတော့အဲ့ဆိုရှင်ဒီကောင်လေးကိုကျွန်တော်တို့အခုဒီကောင်လေးရလာပြီပေါ့နော်ရလာတဲ့ကောင်လေးကိုကျွန်တော်တို့ဗီဒီယိုတွေထဲမှာ edit လုပ်မယ် edit လုပ်ပြီးတော့ကျွန်တော်ဒီ background music တွေပါထည့်ပြီးတော့ဗီဒီယိုကလုံးဝ finish ပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဗီဒီယိုကိုကျွန်တော် upload တင်ပြီဆိုပါဆိုပေါ့နော်ဒီကနေပြီးတော့ upload တင်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီဗီဒီယိုရဲ့ description မှာကျွန်တော်တို့ဘာသွားထည့်မလဲဆိုတော့ခုနကဟာလေးသွားထည့်မှာပေါ့နော်ဒါလောက်တော့ဘယ်လိုလဲသိမယ်ထင်ပါတယ် description ဘယ်နာရှိလဲဆိုတော့နော်အဲ့ description နဲ့မှာကိုရေးချင်တာလေးကိုရေးလိုက်အရင်ဆုံးရေးပြီးတော့မှအောက်မှာ credit ဆိုပြီးတော့ပေါ့နော်အတူကောက်ပဲရေးလိုက်ရပါတယ် credit ဆိုပြီးတော့ဒီကောင်လေးကို copy ကူးပြီးတော့ကျွန်တော်တို့ဒီထဲမှာထည့်ပေးလိုက်လို့ရတယ်အဲ့လိုမှမဟုတ်ဘူးကျွန်တော်ခုနက link လေးကိုပါထည့်ခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီကနေပြီးတော့ဒီ link ကိုပြန် copy ကူးပေါ့နော်အဲ့ကောင်လေးကိုယူပြီးတော့ကျွန်တော်ဒီထဲမှာထည့်ပေးလို့ရတယ်ဒီဟာတော့မရဘူးတို့လားဒါအကုန်လုံးကြီးဝင်လာတာပဲ sorry အကုန်လုံးထည့်လို့မရဘူးကျွန်တော်ဘယ်အထိပဲထည့်မှာလဲဆိုတော့ဒီကောင်ဖြတ်โอเคဒီထိပဲထည့်မှာဆိုလိုတာကဗျာကျွန်တော်ကဒါက link ကြီးပဲဖြစ်သွားတာကျွန်တော်တို့ခုနက programming code အနေနဲ့ဖြစ်နေတာဒါက link ကြီးပဲပေါ့နော်ဆိုတော့ကျွန်တော်ဒီ link ကိုပုံနာလေအောင်ရှင်းပြမယ်ဆိုဒီ link ကိုဒီ browser ရဲ့ဒီထဲမှာချမယ်ဆိုလို့ရှိရင်အဲ့ဒီဟာပေါ်လာမယ်နော်သူ့ရဲ့ file သူတင်ထားတဲ့ video တွေအကုန်လုံးကိုအဲ့ထဲမှာမြင်ရလိမ့်မယ်နော်အဲ့လိုသူ့ကိုပြန်ပြီးတော့ refer ပေးရဖြစ်တယ်ဆိုတော့အဲ့ဒီဟာမျိုးကမလုပ်တတ်ရင်လေအခုပြတဲ့ video ထဲမှာတေချာလိုက်ကြည့်ပြီးတော့လုပ်လို့ရတယ်ပေါ့နော်ကျွန်တော်တို့ဒီ HREF ရဲ့နောက်မှာ column လေးရှိရယ် column လေးရဲ့နောက်က HTTP ကနေစပြီးတော့ကျွန်တော်တို့ဒီကောင်လေးကိုပြောပါဒီကနေပြီးတော့ကျွန်တော်ကူးသွားလို့ရတယ်ကူးသွားပြီးတော့ကျွန်တော်တို့ဘယ်မှာဆုံးမလဲဆိုလို့ရှိရင်ဒီမှာဒီ column လေးရဲ့အဆုံးမှာပေါ့နော်အဲ့ကောင်လေးကိုပဲ copy ကူးပြီးတော့ထည့်လိုက်လို့ရတယ်နော်အဲ့ကောင်လေးကိုထည့်ပေးရမှာပေါ့နော် okay ဒါဆိုလို့ရှိရင်ဒါ music ပိုင်းဆိုပြီးတော့ဒီလိုမျိုးလေးပါမယ်ပြီးတော့ဒီအောက်ကဒီကောင်လေးပါမယ်ဒါဆိုလို့ရှိရင်သူ့ကို recommend ပေးထားဖြစ်တဲ့အတွက်ကျွန်တော်တို့ကိုYouTube အနေနဲ့လည်းပြောမှဆိုလို့ရှိရင်ဒီအပေါ်မှာဗျာကျွန်တော်တို့က disclaimer ဆိုပြီးတော့ရေးလိုက်လေရတယ်မရေးလေရတယ်ပေါ့နော်ဒါကိုယ့်ဘက်ကနေပြီးတော့သူ့ကို respect ပေးတဲ့ပုံစံမျိုး credit ပေးထားတာပေါ့နော် okay ဒီဗီဒီယိုကတော့ဒီလောက်ပဲပေါ့နော်ကျွန်တော်ဗီဒီယိုတွေဒီထဲမှာအများကြီးပေါ့နော်ဒါက music down တယ်နီပြီးတော့ရှင် sound effect တွေလည်းဒီထဲမှာရှိရဲ sound effect ဆိုလို့ရှင်လည်းဒီမှာဆိုလို့ရှိရင်လည်းဒီမှာ sound effect တွေရှိရဲကြိုက်တဲ့ sound effect ကို down နော်ဆိုအဲ့လိုဟာမျိုးတွေရှိရဲအကုန်အများကြီးပဲပေါ့နော် sound effect တွေမှမဟုတ်ဘူးဒီမှာ GIF file တွေဆိုလည်းရှိရဲပြီးတော့ video တွေလည်းရှိရဲ photo တွေလည်းရှိရဲအဆင်ပြေတာကိုဒီထဲကနေပြီးဆမ်းပြီး down ကြည့်လို့ရတယ်ပြီးွားရင်ပြန်သုံးတဲ့အချိန်ကျရင်ကျွန်တော်တို့ခုနကလိုပဲ
copy ယူမယ်တောင်းပြီးရင် copy လေးယူထားမယ်ယူထားပြီးတော့ပြန်တင်တဲ့ချိန်ကျရင်အောက်မှာကျွန်တော် credit ပြန်ပေးမယ်ပေါ့နော်အဲ့လိုပုံစံနဲ့သုံးမယ်ဆိုရင်သူတွေကဟာတွေကို copyright မညှိဘဲနဲ့ free ယူသုံးလို့ရပါတယ်ဒါပဲဒီဗီဒီယိုလေးကတော့တက်လောက်ပဲပေါ့နော်အားလုံးပဲစမ်းကြည့်လို့အဆင်မပြေတာရှိရင်ကျွန်တော်ကိုပြန်လာမေးလို့ရပါတယ်ကျွန်တော်ဒီ chat box ကဒီ comment ကနေမဖြေပေးနိုင်ရင်တော့ကျွန်တော်ကို Facebook page ရဲ့messenger ကနေလာမေးလို့ရတယ်ပေါ့နော်အဲ့ဆိုရင်တော့ကျွန်တော်ဖြေပေးပါတယ်ဗျဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးအဆင်ပြေကြပါစေ